ကျွန်တော်တို့ကလေးဘဝတုန်းကဒီလက်ပတ်နာရီကိုဝတ်ဆင်ခဲ့ကြဘူးမှာပါအဲ့ဒီနာရီဟာဈေးသက်သာပြီးဘက်ထရီတက်တန့်အလွန်ကြာတာကြောင့်လူကြိုက်များခဲ့ပါတယ်ကျွန်တော်တို့တွေမဟုတ်ပါဘူးအမေရိကန်သမ္မတအိုဘားမားကနေစပြီးသူ့ရဲ့မဟာရန်သူတော်ကြီးအိုဆမာဘင်လာဒင်အစုံဒီလက်ပတ်နာရီကိုဝတ်ဆင်ခဲ့ကြပါတယ်ဒီလက်ပတ်နာရီဟာချိန်ကိုက်ဘုံတွေနဲ့ဆက်ဆက်နေခဲ့တာကြောင့်ထောက်လှမ်းရေးလောကမှာသတိကြီးကြီးထားရတဲ့အထိဖြစ်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်နဲ့အတူဒီနာရီကျောင်းကိုလေ့လာကြည့်ကြရအောင်ပါဒီနာရီဟာဈေးသက်သာပြီးအကျန်းခံတဲ့နေရာမှာနာမည်ကြီးတာကြောင့်စင်ကာပူနိုင်ငံသားတွေအရွယ်ရောက်ပြီးလို့စစ်မှုထမ်းရတဲ့အခါပထမဆုံးရွေးချယ်ကြတဲ့နာရီတစ်လုံးလည်းဖြစ်ပါတယ်။ Casio F91W ကိုအားပေးကြမ်းကြတဲ့အထက်မှာအာဖဂန်နစ္စတန်ကအကြမ်းဖက်သမားတွေလည်းထိတ်ဆုံးကပါဝင်ကြပါတယ်။အမေရိကန်နိုင်ငံကဖမ်းဆီးရမိတဲ့အဲကိုင်ဒါအကြမ်းဖက်သမားအများစုဟာဒီလက်ပတ်နာရီကိုဝတ်ဆင်ထားတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ရဲ့အကြမ်းဖက်လေ့ကျင့်ရေး training တွေမှာဒီလက်ပတ်နာရီနဲ့အချိန်ကိုက်ဖုံးထောင်နည်းကိုလေ့ကျင့်သင်ကြားပေးထားလို့ဖြစ်ပါတယ်။သူတို့ဟာဒီနာရီရဲ့နိုင်ဖို့တက်ခဲတစ်လုံးရဲ့အလွယ်တကူရရှိနိုင်တဲ့ဓာတုဆေးရည်တစ်မျိုးရဲ့ကိုပေါင်းဆက်လိုက်မယ်ဆိုရင်လေရင်တစ်စင်းကိုတောင်ဖောက်ခွဲပြစ်နိုင်တဲ့အချိန်ကိုက်ဖုံးတစ်လုံးကိုတီထွင်နိုင်ကြပါတယ်။ဒါကြောင့်အမေရိကန်လေဆိပ်တွေမှာဒီလက်ပတ်နာရီကိုပတ်ထားမိတယ်ဆိုရင်တော့သေချာပေါက်စစ်မေးခံရမှာဖြစ်ပါတယ်။အမေရိကန်စစ်ဘက်ထောက်လှမ်းရေးတွေကလည်းသူတို့ရဲ့တန်တရားရှိတဲ့လူစင်းမှာဒီလက်ပတ်နာရီကိုဝတ်ဆင်ထားတာတွေ့ရင်သတိကြီးကြီးထားပြီးစောင့်ကြည့်လေရှိကြပါတယ်။ကျွန်တော်တို့အနေနဲ့စဉ်းစားစရာတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ဒီလိုလက်ပတ်နာရီသေးသေးလေးတစ်လုံးကဘုံတစ်လုံးကိုပောက်ကွဲစေနိုင်တဲ့အဆင့်ရောက်အောင်ဘယ်လိုထောက်ပံ့ပေးသလဲဆိုတာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အသိပေးချင်တာကဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေဟာဘူသုဒရရစေဖို့တင်ဆက်ပေးခြင်းတတ်တတ်ပဲဖြစ်ပါတယ်။မလိုလားတဲ့ပြဿနာတွေမဖြစ်အောင်နဲ့တခိုးလမ်းပြမဖြစ်အောင်နာရီနဲ့ဘုံချိတ်ဆက်ပုံကိုတော့အသေးစိတ်ရှင်းပြပေးမှာမဟုတ်ပါဘူး။အကြမ်းပြားပြင်ပြောရမယ်ဆိုရင် Casio F91W ရဲ့အလန်းဖက်ရှင်စနစ်ပေါ်မှာမူတည်ပြီးဘုံပေါက်ကွဲစေတာဖြစ်ပါတယ်။တတီတီမြည်နေတဲ့နာရီအချက်ပေးတန်မြည်စေဖို့အတွက်နာရီတက်ခဲဟာ3ဖို့ရှိတဲ့လျှက်စစ်ပမာဏကိုထုတ်ပေးပါတယ်။ဒါဟာဘုံပေါက်ကွဲဖို့မလုံလောက်သေးပါဘူး။ဒါကြောင့် transistor ဆိုတဲ့ကြားခံပစ္စည်းတစ်ခုကိုအသုံးပြုကြပါတယ်။ transistor ဆိုတာစီမီကွန်ဒက်တာတစ်မျိုးဖြစ်ပြီးကွန်ပျူတာတွေမှာလည်းဒီပစ္စည်းကအရေးကြီးပါတယ်။နာရီကနေထွက်လာတဲ့3ဖို့ဟာ transistor ကိုဖြတ်ပြီး low voltage switching ဆိုတာကိုဖြစ်ပေါ်စေပါတယ်။ဒီလိုနဲ့နာရီနဲ့ transistor ပေါင်းလိုက်တဲ့အခါမူရင်း3ဖို့ကနေ5ဖို့ဖြစ်လာပါတယ်။အဲ့ဒီ5ဖို့ကနေ MOSFET ဆိုတဲ့အရာကိုဖြတ်တန်းလိုက်တဲ့အခါမှာတော့ဘုံတစ်လုံးကိုပေါက်ကွဲစေနိုင်တဲ့လျှက်စစ်ဖိုးကားတစ်ခုကိုဖြစ်ပေါ်စေပါတယ်။ Casio Company က F91W ကိုဒီနေ့အချိန်ထိနှစ်စဉ်အလုံးရေ3တန်းကျော်ထုတ်လုပ်လျက်ရှိပါတယ်။နာရီတစ်လုံးကလူတွေကိုဘယ်လိုမှအန္တရာယ်မပေးနိုင်ပါဘူး။အချိန်ကိုပြသပေးတဲ့ရုပ်ဝတ္ထုပစ္စည်းတတ်တတ်ပဲဖြစ်ပါတယ်။ဒါပေမဲ့လူတွေဟာသူတို့ရဲ့လောဘဒေါသအတွက်မကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချတဲ့အခါမှာတော့ရိုးရိုးတာမန်လက်ပတ်နာရီလေးတစ်လုံးဟာလူသက်လက်နဲ့ပြတ်သွားခဲ့တယ်ဆိုတာမိတ်ဆွေတို့ကိုပြန်လည်မျှဝေရင်းနှုတ်ဆက်လိုက်ပါတယ်